မင်္ဂလာပါရှင် Cooking House ကအိမ်ရှင်မပါကျမနဲ့အတူဝက်နံရုပ်အကြီးတွေကိုနူးအီပြီးအရသာရှိအောင်ချက်စားကြည့်ကြမယ်နော်အရှင်ဆုံးဝက်နံရုပ်တွေကိုရေဆေးပြီးတန့်စင်ပါမယ်အသားတွေကိုအရသာစိတ်ဝင်နေစေဖို့အတွက်စားအချိုးမုံနရုပ်ကောင်းမုံနဲ့ပဲငယ်ပြားရဲ့အနောက်ထည့်ပြီးနှဲပါတယ်မိနစ်30လောက်နှက်ထားပါတယ်ရှင်အိုးထဲကိုစီအနှဲငယ်ထည့်ပြီးအပူပေးပါမယ်စီပူလာတဲ့အခါမှာတကြားထမင်းစားစုံနှစ်စုံထည့်ပြီးတကြားရဲ့အရေးပြောတဲ့အထိငွေပေးပါတယ်တကြားတွေအရေးပြောပြီးအညိုရောင်တန်းလာတဲ့အခါဝက်နံရိုးထည့်ပြီးအရောင်တက်လာတဲ့အထိငွေပေးပါမယ်ရှင်နေရိုးတွေနေရဲပြီးအယောင်လှလာတဲ့အချိန်မှာရေထည့်ပါတယ်။နေရိုးကိုနူးအီနေအောင်ချက်ချင်တာမို့လို့နေရိုးမျိုးတီအထိရေးထည့်ခဲ့ပါတယ်ရှင်။လုံလောက်တဲ့ရေပမာဏထည့်ပြီးတဲ့အခါအဖုံးအုပ်ပြီးရေခမ်းတီအထိချက်ပါမယ်ရှင်။ဟင်းနှစ်ပြုတ်လုပ်ဖို့အတွက်စက်သွန်ဒီကိုလေးစိတ်စိတ်ပြီးတော့အလွာလေးခွာထားပါမယ်။စက်သွန်ဖြူကိုလည်းအတုံးကြီးကြီးလေးတုံးထားပါမယ်ရှင်။နံရိုးရေခမ်းပြီးအသားလေးအိလာတဲ့အချိန်မှာလှီးထားတဲ့စက်သွန်ဖြူနီထည့်ပြီးမှွေပါမယ်။3မိနစ်လောက်မှွေပြီးစက်သွန်နဲ့လေးမှွေးလာတဲ့အခါရေအနည်းငယ်ထည့်ဖုံးအုပ်ပြီး15မိနစ်ခန့်ဆက်တယ်ထားပါမယ်ရှင်။ရေခမ်းတဲ့ချိန်မှာတော့စက်သွန်နဲ့မွေးလေးနဲ့နူးအီပြီးအယောင်လဲလှတဲ့ဝက်နံရုပ်ချက်လေးရပါပြီရှင်။ထမင်းကြော်နဲ့စားစားထမင်းဖြူနဲ့စားစားအလွန်လိုက်ဖက်တာမို့လိုက်ချက်စားကြည့်ကြပါဦးနော်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမှာမို့ Cooking House ကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။